ជីတရုံပါသွား၏ဒုတိယအဖိုးတန်ကြောက်မြတ်တနာကြီးအားဘနူဟာမီလက်ညှိုးတွင်ဝတ်ဆင်လျက်ပါသွားသောကျွဲကောင်းပရမများလက်စုပ်ဖြစ်၏ဘနူဟာမီသည်ဖျားတန်ရန်မိမိလက်စုပ်ကိုမြင်ကပါတတိဥပောကအားအတပြားငွေလဲ6စီတိုက်ဖြင့်ရောင်းချ၏ဘနူဟာမီလက်စုပ်သည်ပရမများလက်စုပ်ဆိုတော်လဲတချို့ကမြတ်လက်စုပ်ဆို၏မြတ်ဆိုတော်လဲရိုးရိုးမြတ်မဟုတ်မနှောမရမြတ်ကြောက်ဖြစ်၏ဘနူဟာမီသည်လက်စုပ်ရောင်းငွေဖြင့်ဒီနေ့စီရင်ပုံအရက်တွင်သာသနာတက်ဂရိ1600ပြည်ခုနှစ်မြန်မာတက်ဂရိ419ခုနှစ်တပေါင်းလဆန်6ရက်ခရစ်တက်ဂရိ1058ခုနှစ်တောက်ကြနေ့တွင်ဘနူဟာဖျားကြီးဒေတာကိုပဲခဲ့သည်ရှင်အရဟံအမှုပြုသောမိုးပညာရှိအတတ်ပညာရှင်များအသိပညာရှင်တို့၏ကျေးဇူးတော်ကြောင့်ပကံခေတ် AD 17ရာစုခန့်တွင်ပကံ၌မိုးစားပေးယဉ်ကျေးမှုတို့၏အစဉ်အတန်းမြင်မာမှုကိုအကဲခတ်ခွင့်ရနိုင်ခဲ့သည်မနူဟာမင်းနှင့်တကွမိဖုရားမောင်မမိတ်တန်စာပေပညာရှင်ဘိတုကာပညာရှင်အနုပညာရှင်တွေများပကြီးဗဟုပညာရှင်များယဟန်တန်ဃာတော်များကိုပကံသို့အနောယထာမင်းပင်ဆောင်ခဲ့သည်မနူဟာမင်းသည်ပကံမြို့တွင်နေထိုင်ရပုံခန်းစားချက်များကိုပေါ်လွင်စေရန်အတွက်မြင်းကဘာရွာတွင်မနူဟာဘုရားကိုတိဆောက်ခွင့်တောင်းကမိမိခန်းစားချက်ကိုလှစ်ဟချမ်းရစ်ထားနိုင်ခဲ့သည်အဖေကြောင့်ဆိုသောမနူဟာဘုရားသို့ရောက်ကူးသူကြီးညိုဘူးသူတိုင်းမနူဟာမင်းတိဆောက်ခဲ့သောရုပ်ပွားတော်ကိုမြင်လိုက်မိသည်နှင့်ကြက်တဲမူးသိမ့်မှုကိုခံစားရမည်မလွယ်ပေဤသည်ကအနုပညာအတတ်ပညာဖြင့်ခြံထားရစ်ခဲ့သည့်တမိုင်းဆိုင်ရာခံစားချက်ပင်ဖြစ်ပါသည်အနောယထာမင်းနှင့်စောလူမင်းလက်ထက်တွင်မိုးစာပေကိုကြည်ပြန့်စွာမသုံးဆွဲခဲ့သေးတော်လဲကျန်စစ်သားမင်းလက်ထက်တွင်မူမိုးစာပေနှင့်တကွမွေရင်ကျေးမှုကိုကြည်ပြန့်စွာသုံးဆွဲခဲ့ကြောင်းတွေ့ရပါသည်မိုးကြောက်စာအမြောက်အများကိုလည်းရေးထုတ်ခဲ့ကြောင်းတွေ့ရပါသည်ကျန်စစ်သားမင်းသည်မိမိ၏အထုပ်ပတ်တိသာမကနန်းတီစာတန်းကိုပါမိုးမသာဖြင့်ကပီးထိုးခဲ့သည်ထို့ပြင်ပြုသည်များကောင်းမှုအဝဝတို့ကိုလည်းမိုးမသာဖြင့်ကပီးထိုးခဲ့သည်ကျန်စစ်မင်းသည်မွေရင်ကျေးမှုအမှုပညာရများနှင့်စာပေတို့ကိုအရေးပေးသဖြင့်ပကံခေတ်တွင်မိုးစာပေယဉ်ကျေးမှုများသာလွှမ်းမိုးခဲ့သည်ထို့ကြောင့်ကောင်းမှုတော်များဖြစ်သည့်ပြည်ရွှေစံတော်ဗျာတောင်စွန်းကေလာတာတောင်အမည်ရှိကျိတ်တဲနှင့်ကျိတ်တလင်ဖျားများကိုပြုပြင်တော်မူသည့်အကြောင်းကိုလည်းမိုးဘာသာဖြင့်ရေးထိုးခဲ့သည်ကျန်စစ်မင်း၏တားတော်ရာဇကုံမရေးထိုးခဲ့သောကြောင့်ရစေတီကြောက်စာဟုလူသိများသည့်ရာဇကုံမ၏မြင်းကဘာကူပြောက်ကြီးကြောက်စာမှာမွန်မြန်မာပါဠိပြူလေးဘာသာဖြင့်ရေးထိုးထားသည်ကျန်စစ်မင်းလက်ထက်တွင်မြန်မာဗမာဘာသာဖြင့်ရေးသားထားခြင်းလုံးဝမတွေ့ရပေသို့သောကျန်စစ်သားမင်း၏တားတော်ရာဇကုံမ AD 1112ထိုးရစေတီကြောက်စာတွင်သာလျှင်မြန်မာဘာသာဖြင့်ရှင်းဥစွာစတင်ရေးသားခဲ့ကြောင်းတွေ့ရှိရသဖြင့်မွန်အခရာကိုမူတည်၍မြန်မာအခရာကိုတီထွင်ခဲ့ကြောင်းရစေတီကြောက်စာအရယူဆနိုင်ပါသည်ထို့ကြောင့်ရစေတီကြောက်စာသည်မြန်မာတို့၏ပထမဆုံးသောစာပေရေးသားဖြင့်တပီးထိုးထားသောကြောက်စာဟုဆိုလျှင်မမှားပေထို့ပြင်ရှင်ပင်ဘောဓိမွန်ကြောက်စာမှာလည်းပကံခေတ်မွန်အခရာဖြင့်ကပီးထိုးထားသောကြောက်စာဖြစ်သည်ပကံတူရင်းတောင်ကြီးရှိရကံဟူ၍ကံတကံရှိသည်ထိုကံ၏ကံမပေါ်တွင်မွန်ဘာသာဖြင့်လေးဆောင်ကြောက်စာတိုင်းတတိုင်းရှိသည်ရင်းကြောက်စာသည်ပကံရွှေစည်းကုံမွန်ကြောက်စာ၌မပါသောကျန်စစ်သားမိ၏အကြောင်းအရာချို့ကိုဖော်ပြထားသဖြင့်အဖိုးတန်သောရှီဟောင်းအထောက်အထားတစ်ခုဖြစ်သည်